ကဲတက်ပါပြီလှပါပြီဗျာကဲပေ300ထက်မှကြမယ်ကြတဲ့အခါမှာမီးကြောကတခါတည်းစင်းနေရမယ်ဟောပွင့်ပြီလာပြီသူလာပြီမီးရှူတွေကအရရှိမျက်နှာကိုပြည့်ရမှာဖြစ်ပါတယ်နော်တစ်ဖက်တည်းပြည့်လို့မရပါဘူးအရရှိမျက်နှာကိုဖြန့်ကျက်ပြီးတော့အောက်ဆွဲကလည်းတန်းစီးရမှာဖြစ်ပါတယ်လာပါပြီခိုးပြောင်လေးတွေရွှေပြည်ဟိတ်ဘာမီလဲရွှေပြည်ဟိတ်လာပါတယ်ကျွန်တော်တို့ပလဲလုံးလေးတွေအဲ့ပလဲတွေကကျွန်တော်တို့ရောက်ရလာတဲ့သူတွေကောက်လို့ရပါတယ်ကျွန်တော်တို့အဲ့ဒါမြိတ်ကျွန်တော်တို့တဝဲကနေမှာထားတယ်ဟောလာပြီကြောက်စိမ့်နေရောကျွန်တော်တို့ဗရမ ्या တွေရောပါတယ်ဗျအပေါ်မှာခိုးပြန်လေးတွေဝဲနေတာကတော့ကျွန်တော်တို့ချစ်စရာကောင်းပါတယ်ဟောဘုံကကလေးဆိုခေါ်တာပေါ့ဗျာပရိသတ်လေးတွေပေါ့ဗျာအနီးရောအနီးရောဖြစ်တော့လာပါတယ်ဟောပါလက်ခုပ်ကလေးတွေတီးပေးပါဦးဗျာလက်ခုပ်တန်လေးတွေလိုပါတယ်ကဲရွှေပြည်ဟိတ်ကဲရွှေပြည်ဟိတ်မီးရတော့ဗျာအောင်မြင်လှပါပါနဲ့ကောင်းနေမှာဝင်းကြွားနဲ့ကဲဟောပြီနီလာကြောက်စိတ်ဗရမ ्या တွေနော်လှဗျာကောင်းနော်ကောင်းချက်ကတော့ထောက်ချက်ထားသလိုပါပဲဗျာကဲဒီမီးရတော့ကောင်းချက်ကတော့ထောက်ချက်ထားသလိုပါပဲနော်ဘသူကြောက်ကလေးကိုထောက်ချက်ထားသလိုပါပဲနော်မပေါ်ရအောင်ငန်းပြရင်လေးပါပိုင်တော့လေးပေါ့ဗျာနော်ကဲကြပါပြီကျွန်တော် stock မီးတွေတော့လှပါတယ်လက်ကနေနော် stock မီးလေးတွေလှပါတယ်နော်အဲ့ဒါကျောင်းကြီးစုကရွှေပြည်ဟိတ်မဲ့မီးပဲဖြစ်ပါတယ်ကျောင်းသူကျောင်းသားတွေကတော့သူတို့မီးလေးကို1 pound တက်တာလက်ကလေးမြောက်ပြီးတော့ပြောနေကြတာဝတ်တာစရာကောင်းပါတယ်ယခုလွတ်တင်ပြီးစီးသွားတဲ့မီးကတော့ရွှေပြည်ဟိတ်မှာမိနစ်30တိတိကြည့်ရှုခံစားမှာဖြစ်ပါတယ်ကြာချိန်မိနစ်30တိတိဖြစ်ပါတယ်မိနစ်30တိတိအတွင်းမှာဦးတိုင်းကလည်းအစပပြကြနေမယ်မိရှုမိဘပြလည်းအရရှိမျက်နှာကိုဖြန့်ကျက်ပြီးတော့သွားနေမှာဖြစ်ပါတယ်